မမလေးကိုသွားတော့မယ်အမေရဲ့လက်ထပ်မယ်ဆိုပြီးစိတ်ကူးရင်နေတယ်ဒါပေမဲ့ချက်မပေါက်သေးတော့ဆန်ဖို့တော့မရှိဘူးလေဒီလာချက်ပေါက်ရင်မိမယူမယ်မပေါက်ရင်တော့အမေနာမှာပဲနေရမယ်ရှိစားကလည်းပိုက်ဆံရှိမှလာတဲ့ငါကတော့ချဲထိုးပြီးအိမ်မက်ကြီးမနေတယ်မနှက်ပြန်ထွက်မဲ့နံပါတ်ကိုမျက်စိပိတ်၍အိမ်နီးချင်းကပြောတယ်ဒီကောင်တော့အလွဲကြီးပဲမပေါက်လဲစိတ်မပြတ်ဘူးနောက်လာထပ်ထိုးမယ်မိမယူဖို့အိမ်မက်ကမသေးသေးဘူးကွယ်ဒီလာချက်ပေါက်ရင်မိမယူမယ်မပေါက်ရင်တော့အမေနာမှာပဲနေရမယ်ရှိစားကလည်းပိုက်ဆံရှိမှလာတဲ့ငါကတော့ချဲထိုးပြီးအိမ်မက်ကြီးမနေတယ်ဒီလာချက်ပေါက်ရင်မိမယူမယ်အမေရဲ့